ရာစုနှစ်တွေတခြားတရှိခဲ့ပူတဲ့ရေတွက်လို့မရနိုင်တဲ့တက်ရှိမျိုးစိတ်တွေကကဘာပေါ်မှာအားလုံးနီးပါးပျောက်ကွယ်သွားခဲ့ပါပြီ။အချိန်ကာလတွေပြောင်းလဲမှုတွေနဲ့ရှောင်လွှဲလို့မရတဲ့ကံကြမ္မာတွေကြားထဲမှာလူသားတွေဟာတာရဲတွေရဲ့တဘာဝကိုကျော်လွန်ပြီးရှင်သန်နိုင်ခဲ့တယ်ဆိုပေမဲ့ဒီနေ့မှာတော့အဲ့ဒီမျိုးတုံးသွားတဲ့တက်ရှိတွေရဲ့လမ်းစဉ်အတိုင်းလိုက်သွားကြရမှာဖြစ်ပါတယ်။အလံဝေးကွာလာတဲ့အနာဂတ်တစ်ခုမှာဖြစ်ခြင်းဖြစ်မဲ့ကဘာတီတီတွေလည်းကြာချင်းကြာပါလိမ့်မယ်။ဒါပေမဲ့ Great Fielder ဆိုတဲ့အဆုံးသက်ကတော့လူသားအလုံးကိုစောင့်ကြည့်နေပါတယ်။ရှေ့မှာရှိတဲ့လမ်းကလည်းမေးရသလိုအဲ့ဒီလမ်းရဲ့အဆုံးသက်ကလည်းတိတ်ပြီးဝေးနေမှာမဟုတ်ပါဘူး။ Weathering Wave ရဲ့လောကကြီးထဲမှာလူသားတွေကဆိုးရွားလွန်လာတဲ့ပတ်ဝန်းကျင်လှည့်လည်သွားလာနေတဲ့တာရဲတွေနဲ့ပြင်းထန်တဲ့ကပ်ပေးတွေကြားတဲ့ရုံကန်ရှင်တန်နေထိုင်လာခဲ့ကြတာကြာပြီဖြစ်ပါတယ်။အမောင်တုကဘာပြတ်မတက်ပျက်စီးမှုတွေနဲ့မရက်မနာလောက်ခတ်နေတဲ့ငလင်တွေကြောင့်ဒီကဘာကြီးဟာဗျံပတာဖြစ်ခဲ့ရတာပါ။ဒါတွေအားလုံးကြားတွေကပဲလူသားတွေကမျိုးတုံးမဲ့အရေးကနေကံကောင်းထောင်းမှစွာလွတ်မြောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီကဘာတစ်မှာတော့တဘာဝတရားရဲ့နိယာမတွေအကုန်ပြောင်းလဲသွားခဲ့ပြီးကဘာမြေဆွဲအားရဲ့တက်ရောက်မှုတွေကအစပြောင်းပြန်ဖြစ်ကုန်ပါတယ်။အရာအားလုံးဟာအတန်နဲ့ချိန်နှုံးဆိုတဲ့သဘောတရားတွေပေါ်မှာပဲလေပတ်နေပါတော့တယ်။အခုချိန်မှာတော့မျောလင်းချက်တစ်ခုနဲ့လူသားတွေဆက်ပြီးရှင်းတန်နိုင်မလားဆိုတာလူသားတွေအပေါ်မှာပဲမူတည်နေပါတော့တယ်။ဒါကတော့လေးလာစရာလောတွေအများကြီးရှိတဲ့ Weathering Wave ရဲ့ကဘာကြီးပဲဖြစ်ပါတယ်။ဒီတော့ကဘာပြက်ကပ်ပြီးအလွန်ဖြစ်ခဲ့တဲ့ Weathering Wave ရဲ့လောကကြီးတွေကိုမဝင်ခင်အစမှာသူတို့ချပြခဲ့တဲ့ကနဦး concept idea ကိုအရင်ကြည့်လိုက်ကြရအောင် game developer တယောက်ဖြစ်တဲ့ Dong ရဲ့ interview ရဆိုရင် Weathering Wave ရဲ့ world building က Hideo Kojima ရဲ့နာမည်ကြီး game Death Stranding စီကနေ inspire ယူထားတယ်လို့ဆိုပါတယ်။ဥပမာပြရရင်ဦးဝါတဲ့က Retrored Rain အတိတ်ကပုံရိပ်တွေကိုပြန်မြင်ရတဲ့မိုးဟာ Death Stranding နဲ့က Time Form နဲ့တူတယ်လို့ Texan Discord TT တွေကလည်း BT တွေနဲ့ဆင်တူပါတယ်။ပတ်ဝန်းကျင်အနေထားနှစ်ခုလုံးကလည်းကဘာပြက်ကပ်ပေးကြီးတစ်ခုအပေးအချင်းတွေကိုအခြေခံထားတာပါ။ဒါကြောင့်မလို့ပထမအဆုံး development အစောပိုင်းကာလတွေတုန်းက developer တွေကဒီ game ကိုပို့ပြီးမှောင်မိုင်းနဲ့ဆုပ်ပက်တက်နေတဲ့အငွေတက်တွေပါတဲ့ Dark and Gritty Atmosphere မျိုးကိုပေးချင်ခဲ့တာပါ။ကစားသမားတွေတွားလာရခက်ခဲမဲ့ပတ်ဝန်းကျင်မျိုးကိုဖန်တီးပြီး Death Stranding နဲ့ကလို့ဒီမျိုးကိုယူခဲ့တာပေါ့။ဒါပေမဲ့သူတို့ရဲ့ပထမအဆုံး close beta test မှာတော့ community ဘက်ကနေဝေဖန်မှုတွေတော်တော်များများတက်လာခဲ့ပါတယ်။ game ရဲ့ကာလာတုံးတွေကအယောင်သွေးတိတ်မရှိပဲမှိုင်းလွန်းနေတာ team တွေကပြင်းစရာကောင်းတာဇလန်းနဲ့ dialogue တွေရဲ့ localization အပိုင်းမှာအမှားယွင်းတွေအများကြီးရှိနေကြလို့ပါပဲဒီ feedback တွေကိုထည့်တွက်ပြီးမှ Kuro game ဟာသူတို့ရဲ့လောကကြီးကိုပုံမူပြီးကာလာဆူဆူပြပြနဲ့လင်းလင်းချင်းဖြစ်အောင်ပြောင်းလဲပစ်ခဲ့ပါတယ်ဒါကိုတော့ဒုတိယအကြိမ် close beta test 2က footage တွေမှာတိတိတတ်တာကျွန်တော်တို့မြင်တွေ့ခဲ့ကြရမှာပါဇလန်ပိုင်းနဲ့ပတ်သက်လို့လည်းကစားမရိတ်ဘက်ကအတုံးလုံးတွေအများများပြီးနားရှုပ်ဖို့ကောင်းတယ်လို့ပြင်းဖို့ကောင်းတယ်လို့ဝေဖန်ခဲ့ကြပါတယ်။ဒါကြောင့်မလို့ close beta test 2အပြီးမှာ developer ဖြစ်တဲ့ Dong ကပဲနောက်တဲ့ interview တစ်ခုမှာအခုလိုထုတ်ပြောခဲ့ပါတယ်။သူတို့တွေကဇလန်တစ်ခုရဲ့90%ကိုအစအဆုံးပြန်ရေးခဲ့ရပါတယ်တဲ့။ဒါကို6လအတွင်းအပြီးလုပ်ခဲ့ရတာမလို့တကယ်ကိုအချိန်တော်တော်လေးအတွင်းမှာအတက်လူပြီးလုပ်ခဲ့ကြရတာပါ။ဒီလိုအကြီးကျယ်ပြောင်းလဲမှုတွေလုပ်ခဲ့ပေမဲ့သူတို့ရဲ့ကနဦးစိတ်ကူးရင်ပုံပေါ်ခဲ့တဲ့ post apocalypse ပုံစံကိုတော့မဖျောက်ပြက်စေခဲ့ပါဘူး။အခု release version မှာမြင်နေရတဲ့ပျက်စီးနေတဲ့မိုးရောတိုက်တွေပြိုကျနေတဲ့ဝေးပြေးကားလမ်းမကြီးတွေနဲ့လမ်းဘေးမှာပြန့်ကျဲနေတဲ့ကားပြက်ကြီးတွေကဒါကိုတက်တည်ပြနေတာဖြစ်ပါတယ်။သူတို့ရဲ့ရိုက်ကူးရေးနောက်ွယ် setting ပြင်ဆင်ပုံဗီဒီယိုတွေကြည့်ရတဲ့လောက်ဒါဟာခုလိုအတွက်ပထမအဆုံး open world game ဖြစ်တယ်လို့ Unreal Engine 4ကိုပထမအဆုံးသုံးပြီးတိစောက်ခဲ့တာမလို့တကယ်ကိုစင်ကုန်မှုအသစ်တစ်ခုဖြစ်ခဲ့ပါတယ်။တကယ်လဲ version 1.0 ပြီးမှ game ကတိတိတတ်တာကိုပိုကောင်းလာခဲ့ပြီး map ဆူဆန်းရတဲ့ explorations နဲ့ UI နဲ့ပစ္စည်းတက်ဆင်တဲ့စနစ်တွေအပြင် version 2.0 အရောက်မှာဇလန်ရေးသားပုံ script တွေပါတိတိတတ်တာကိုတိုးတက်ကောင်းမွန်လာတော့ကျွန်တော်တို့တွေ့ခဲ့ကြရမှာပါကဲဒါဆိုရင်တော့အကြောင်းအရာတွေကိုပေးပတ်ထားပြီး Weathering Wave ရဲ့အဓိက plot ကဘာဖြစ်မလဲဒါတွေကိုဘယ်ချိန်ကလေးကစတင်ခဲ့တာလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဇလန်ရဆိုရင်တော့အားလုံးဟာလူသားတွေရဲ့ဤပညာအတုတ်ရောက်နေတဲ့21ရာစုအပြောင်းလဲကာလကနေစတင်ခဲ့တာပါဒါပေမဲ့ဒီတိုးတက်ပြောင်းလဲမှုတွေအားလုံးဟာဒီ limit လို့ခေါ်တဲ့ကဘာပြက်ကပ်ပေးကြီးကြောင့်တခဏအချင်းမှာပျက်စီးသွားခဲ့ပါတယ်ဒီပျက်စီးအပြင်းတဲ့အင်အားစုကြီးတွေကဘယ်ကမှမသိရုတ်တရက်ပေါ်လာပြီးတဘာဝတရားရဲ့နိယာမတွေကိုပြောင်းလဲပစ်ခဲ့ပါတယ်ကဘာမြေဆွဲအားကိမဲ့မှုကိုဖြစ်စေခဲ့တယ်လို့ငလင်းနေဆူနာမီတွေနဲ့ကပေပေါင်းစုံကိုလည်းကွင်းဆက်အလိုက်ဖြစ်ပေါ်စေခဲ့တာပါကဘာကြီးကိုအတန်နဲ့ချိန်နှုံးဆိုတဲ့သဘောတရားတွေပေါ်မှာပဲလက်ပတ်အောင်ပုံသွင်းပစ်ခဲ့ပါသေးတယ်မကြခင်မှာပဲသမုတ်တရရင်းတဲ့ပိုင်းတွေကနေစမ်းပြတဲ့တာရွေးတွေပေါ်လာပြီးကန်ယူရန်မျိုးတွေကိုအစအဆုံးဖြစ်စီဖြစ်ကကုန်းတဲ့ပိုင်းအထိကျူးကျော်ဝင်ရောက်လာပါတော့တယ်ဒီတက်တော်ဝါတွေကိုနောက်ပိုင်းမှာတော့ Texan Discord TT လို့ခေါ်ကြပါတယ်ဒါဆိုနောက်ထပ်ဘာဆက်ဖြစ်မလဲကျွန်တော်တို့မပြောခင်ဒီ limit cap page ဖြစ်အောင်ဘသူကနောက်ွယ်ကနေကြိုးကန်ခဲ့တာဆိုတာရောသိရပြီလားတကယ်တော့ close beta test 1တုန်းကရှင်းပြချက်အရာအခြားကဘာကတက်ရှိတစ်ခုကနေကောင်းကင်အထိဆန့်သွားတဲ့ line အဖြူတွေကိုဖန်တီးပြီးဒီကဘာဂျိုရဲ့ကံကြမ္မာကိုထိန်းချုပ်ခဲ့ရလို့ဆိုပါတယ်အခု release version မှာဒီတိုင်းဆက်သွားတာလားဆိုတာတေချာမသိရသေးပေမဲ့ game ရဲ့ opening cutscene ထဲမှာပေါ်လာတဲ့ရုပ်ဝက်ဆန်းပြတဲ့စောက်ရင်လန်းနဲ့ဒီစော်ကြီးဟာကဘာပြင်မှာတက်ရှိတဲ့တဦးတည်းဖြစ်နိုင်ကြီးအတော်လေးများနေပါတယ်ဒီလေးဝက်ဆန်းပြပြီးစောက်ရမိုက်တဲ့စော်ကြီးကရန်သူလားမိတ်ဆွေလားဆိုတာတော့ကျွန်တော်တို့အပြည့်အဝတေချာမသိသေးပါဘူးဒါပေမဲ့ Kuro game အနေနဲ့အနာဂတ်မှာဒါကိုတည်တည်ကြကြရှင်းပြပေးလိမ့်မယ်လို့ပဲယူဆလိုက်ရပါမယ်
ကျွန်တော်အနေနဲ့ဒီမှာဖြစ်ဆက်ပြောချင်တာကကျွန်တော်ဒီအသက်နိုင်ဆုံး spoiler ရှောင်ပြီးပြောရတာဖြစ်တဲ့အတွက် brother တို့ဒီအဆုံးတက်ကိုသိချင်ရင် game ကိုတွားဆော့ကြည့်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကဲဇာတ်လမ်းလေးကိုပြန်ဆက်လိုက်ကြရအောင်ဒါဆိုရင်နောက်ထပ်ဘာဆက်ဖြစ်ခဲ့လဲဒီ limit ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကပူဆွေးတော့ကရောက်ခြင်းဒါမှမဟုတ်ဝမ်းနည်းပူဆွေးခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအမည်တိုင်းပဲဒီကပေကြီးဟာရေတွက်လို့မရတဲ့နိုင်ငံပေါင်းများစွာကိုဖျက်ဆီးခဲ့ပြီးလူသားတွေကိုမျိုးတုံးလို့နှီးပါအထိဖြစ်စေခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာဝမ်းနည်းပူဆွေးမှုကာလကြီးတစ်ခုကိုဖြစ်စေခဲ့တာပါဒါတွေအားလုံးကြားတဲ့ကပဲအသက်ရှင်ကျန်ရဲ့လူသားတချို့ဟာမြေအောက်ယထာဘူတာတွေဘန်ကာတွေနဲ့မိန်းနာမြောင်းစနစ်တွေလိုမြေအောက်နေရာတွေမှာခိုးလုံရင်းနဲ့သူတို့ရဲ့လူသားယဉ်ကျေးမှုကိုပြန်လည်တည်ဆောက်ဖို့အခွင့်အရေးအနည်းငယ်ရရှိခဲ့ကြပါသေးတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကပထမအဦးဆုံး close beta test 1 တုန်းကလူသားတွေမြေအောက်ကနေကမ္ဘာမြေပြင်ပေါ်ပြန်တက်လာပြီး civilization အသစ်ပြန်ထူထောင်ဖို့နှစ်ပေါင်း100ပဲကြာခဲ့တယ်လို့ဆိုပါတယ်ပြီးတော့ rover ရဲ့ဇလန်းကိုလည်းနှစ်ပေါင်း160ဝန်းကျင်လောက်မှာစတင်ဖို့စီစဉ်ထားခဲ့ကြတာပါဒါပေမဲ့ကမ္ဘာကြီးတစ်ခုလုံးပြည့်စည်သွားပြီးမှဘာမှမရှိတဲ့အခြေအနေကနေလူသားတွေ civilization တစ်ခုကိုဒီလောက်ထိအချိန်တိုတိုလေးအတွင်းပြန်လည်တည်ဆောက်ဖို့ဆိုတာလက်တွေ့မကျလွန်းတာကြောင့် version 1.0 မှာ Kurobat ကဒါကိုအကြီးအကျယ်ပြောင်းလဲပြီးပြန်ရေးခဲ့ပါတယ်ဒါကြောင့်မလို့အခု final release version မှာတော့ limit ကပ်ပေးကြီးအပြီးနောက်ထပ်ကွင်းဆက်ဖြစ်ရဲ့၄ခုထပ်ဖြစ်ခဲ့ပြီးဒါတွေအားလုံးကနှစ်ပေါင်း1000ဆိုတဲ့အချိန်ကာလအတွင်းမှာဖြစ်ပျက်ခဲ့တာလို့ပြောင်းလဲလိုက်ကြပါတယ်အံ့ဩဖို့ကောင်းတာကလူသားတွေကဒီလိုမျိုး၅ချိန်ဆက်တိုက်ဖြစ်သွားခဲ့တဲ့ limit ကပ်ပေးတွေကိုကြင်ကြင်ခံရှင်းတန်နိုင်ခဲ့ပြီးနောက်ဆုံးမှာသူတို့ရဲ့လူအဖွဲ့အစည်းတွေကိုပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါတယ်ယခုလက်ရှိမှာတော့နိုင်ငံကြီး6နိုင်ငံရှိနေပြီဖြစ်ပြီးအဲ့ဒီထဲမှာပထမအဦးဆုံး3နိုင်ငံကတော့ Wanlong, Renastar နဲ့ New Federation တို့ပဲဖြစ်ပါတယ်။ဒါမဲ့နေပါအောင်လူသားတွေကသူတို့ရဲ့ယဉ်ကျေးမှုကိုဒီအဆင့်ထိဘယ်လိုများပြန်ရအောင်လုပ်နိုင်ခဲ့ကြတာလဲ။ဒီချင်းတရားတွေနဲ့ပြည့်နိုင်နေတဲ့ limit ကပ်ပြီး၅ခုလုံးကိုရောဘယ်လိုနည်းနဲ့ရှင်းတန်ကြွဖြတ်နိုင်ခဲ့ကြတာလဲ။ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ရောက်နေတာ game ရဲ့ time အရာ post limit era ဖြစ်တယ်ဆိုတာကိုမှတ်သားထားရပါမယ်။ဒါကိုတော့ Weathering Wave ရဲ့ official post တွေမှာဖော်ပြထားပါတယ်။ဒါကိုကြည့်ချင်းအပြင်လွန်ခဲ့တဲ့နှစ်ပေါင်း1000ဆိုတဲ့အချိန်ကာလဟာဝူဝါရဲ့မောင်မိုက်တဲ့အမောင်ခေတ် dark age လို့တောင်ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီကာလအကြောင်းကိုကျွန်တော်တို့သိရတာသိမရှိသေးလို့ပါပဲ။ဂိမ်းတွေကမှတ်တမ်းတွေကိုလိုက်ရှာဖတ်ကြည့်ရင်တော့မှဘာမှရေးရရှာမတွေ့နိုင်ပါဘူး။ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတည်င်းချက်လက်အနေငယ်ရခဲ့တာဆိုလို့ Black Show Quest တွေကပဲဖြစ်ပါတယ်။ဒါကြောင့်ကြည့်ရတာလွယ်ကူတော့အောင်ဒီနှစ်ပေါင်း1000ဆိုတဲ့ကာလကြီးကိုကျွန်တော်တို့က limit era လို့ပဲနာမည်ပေးလိုက်ကြရအောင်အခုထိကျွန်တော်တို့သိရတာလောက်ကတော့ close beta test 1 လုံးကပါခဲ့တဲ့ rover ရဲ့အသေးအကြောင်းအဖြူမဲ့ casting လေးတစ်ခုပဲရှိပါသေးတယ်ဒါက final release အတွက်ရည်ရွယ်ထားတာမဟုတ်တာသိကြပေမဲ့ rover ဟာဒီ limit era ကာလတုန်းကတည်ရှိခဲ့တဲ့ယဉ်ကျေးမှုတစ်ခုရဲ့အစိတ်အပိုင်းဖြစ်ခဲ့မှုတဲ့ဆိုတာကိုတော့အရေးအမြုပ်ပြသနေပါတယ်ဒီအဖြစ်အပျက်ကဘယ်နေရာဘယ်အချိန်မှာဖြစ်ခဲ့လဲဆိုတဲ့တခြားတဲ့လွန်စာတွေမရှိတော့တာမလို့လူသားတွေမြေပြင်ပေါ်ကိုဘလို့ပြန်လဲပြောင်းရွှေ့အခြေချခဲ့လဲဆိုတာကိုဆက်ပြောလိုက်ကြရအောင်ပထမအဆုံး limit ကပ်ပေးရပြီးမှမြေအောက်ကိုထပ်ပြီးတင်းဆောင်ခဲ့ကြတဲ့အသက်ရှင်ကျန်ရည်သူတွေကမြေအောက်ယထာဘူတာတွေနဲ့မိလာမြောင်းတွေထဲမှာ community အသစ်တွေဖွဲ့စည်းပြီးတဖြည်းဖြည်းပြန်လဲနလန်ထူလာခဲ့ကြပါတယ်အဲ့ဒီအချိန်တွေကုန်လွန်လာတဲ့မြားဒီ community အသေးလေးတွေကနေကြီးမားတဲ့လူဖွဲ့စည်းကြီးတွေဖြစ်လာပြီးနောက်ဆုံးမှာတော့ပြဿနာတစ်ခုတက်လာပါတော့တယ်အဲ့ဒါကတော့မြေအောက်မှာနေထိုင်စရာနေရာတွေအရင်ကျက်ညက်လာတာပါပဲရှင်းရှင်းပြောရရင် overpopulation ဖြစ်လာလို့ပါပဲဒါကြောင့်သူတို့တွေကမြေပြင်ပေါ်ကိုပြန်တက်ဖို့ကြိုးစားခဲ့ကြပေမဲ့မြေပြင်ကြီးကလက်မက်ရဲ့တက်ရောက်မှုတွေကြောင့်လူသားတွေနေထိုင်လို့မရတော့တဲ့အရက်ဖြစ်နေတာကိုချက်ချင်းတတိပြုမိလိုက်ကြပါတယ်နေထိုင်လို့မရတော့ဘူးဆိုတာဘယ်လိုပုံစံမျိုးလဲဆိုရင်တော့မြေပြင်မှာ DD state လက်ပတ်သွားလာနေုံနဲ့မကပဲလူသားတွေရဲ့ ion jaw စနစ်ကိုတည်စီနိုင်တဲ့ distributed white noise တွေရှိနေလို့ပါပဲကမ္ဘာမြေရဲ့တဘာဝနီးရမှာတွေပြောင်းလဲသွားတာကြောင့်လူသားတွေအနေနဲ့မြေပြင်ပေါ်ပြန်တက်နိုင်ဖို့အတွက်ဒီပတ်ဝန်းကျင်အသစ်နဲ့ကိုက်ညီမဲ့နီလန်းတွေကိုရှာဖွေပြီးအလျင်အမြန်လက်ရောညီတွေဖြစ်အောင်လုပ်ခဲ့ကြရပါတယ်ကဲသူတို့ဘာလုပ်ခဲ့ကြလဲမြေအောက်ကိုလိုနီတွေထဲမှာလူသားတွေကအဲ့ဒီ white noise တွေကိုဖိနှိပ်ထိန်းချုပ်ပေးနိုင်ပြီးမြေပြင်ပေါ်ကိုဘေးကင်းကင်းနဲ့တွာလာနိုင်မဲ့အထူးဝတ်စုံ special suits တွေကိုစတင်တည်ထွင်ခဲ့ကြပါတယ်ဒီလိုနဲ့လူသားတွေကမြေအောက်အိမ်တွေကနေတဆင့်ချင်းစီအပြင်ထွက်ပြီးသူတို့ရဲ့ကဘာကြီးကိုပြန်လဲတိမ့်ပခဲ့ကြတာပေါ့ဒါဆိုရင်အဲ့ဒီဝတ်စုံတွေအခုဘယ်ရောက်ကုန်ပြီလဲလူများစုကဘာလို့မွေးထားကြတာလဲအဖြေကတော့ဒီဝတ်စုံတွေကနေ့စဉ်ဝတ်ဖို့အတွက်အဆင်မပြေလာပဲဝတ်ထားတဲ့အခါတကူလုံးအချင်းချခံထားရတယ်လို့ခံစားရလို့ပါပဲကျွန်တော်တို့လည်းကိုဗစ်ခလာတုန်းကနှာခေါင်းစည်း mask တွေ face shield တွေတက်ခဲ့ရတော့ကအဲ့လိုပဲမွန်းချက်တဲ့ခံစားချက်မျိုးကိုခံစားခဲ့ရဘူးတယ်မဟုတ်လားဒီပြဿနာကိုဖြေရှင်းဖို့အတွက်တို့ကအထူးဝတ်စုံတွေမပါတဲ့ကာကွယ်ရေးအာနိသင်အတိုင်းရရှိစေမယ့်ဘူဒီပုံတရံ terminal လေးတွေကိုတည်ထွင်လိုက်ခဲ့ကြပါတယ်ဒီ terminal လေးတွေကိုတော့ကျွန်တော်တို့စော့နေတဲ့ character တိုင်းရဲ့ခါမှာချိတ်ဆွဲသုံးနေကြတာကိုတွေ့ရမှာပါဒီ terminal လေးတွေကြောင့်ပဲလူသားတွေကမြေအောက်ကနေထွက်လာနိုင်ပြီးမြေပြင်ပေါ်မှာပြန်လဲအခြေချကဒီကဘာကြီးကို Solaris Tree လို့အမည်ပေးခဲ့ကြပါတယ်ဘာလို့ Solaris Tree လို့ခေါ်တာလဲဆိုရင် Solaris ဆိုတဲ့စကားလုံးက Latin ဘာသာစကားနေမင်းကြီးနဲ့
သက်ဆိုင်တော်လို့အသေးပဲရတာမလို့ဒါဟာနေအဖွဲ့အစည်းမှာနေကနေရေးတွက်ရင်3ခုမြောက်6သွင်းနေတဲ့ဂျိုကဘာဂျိုဖြစ်တယ်ဆိုတာကိုဖော်ပြနေလို့ပဲဖြစ်ပါတယ်ဒါကတော့ weathering with ဘယ်လိုစတင်ခဲ့လဲဆိုတဲ့သူတို့ရဲ့ကနအူ plot point အစအဆုံးပဲဖြစ်ပြီးဒါကတော့ weathering with ဘယ်လိုစတင်ခဲ့လဲဆိုတဲ့သူတို့ရဲ့ကနအူ plot point အစအဆုံးပဲဖြစ်ပြီးဒီဇလန်ကကျွန်တော်ကို metro စာအုပ် series နဲ့အခြား post apocalypse ဇလန်တွေကိုပြန်လည်တည်ရစေပါတယ်ကဲဒါဆိုရင်ဒီလောက်ထိဆိုရင်ကျွန်တော်တို့အနေနဲ့ resonator remnant energy distant discord tenorian စတဲ့ technical term တွေကိုသတိထားမိလောက်ပါပြီဒါတွေအားလုံးကို game ဖန်တီးသူ Kuro ဘက်ကနေသူတို့ရဲ့စိတ်ကူးရင်ကဘာမြေကြီးကိုတိဆောက်တဲ့နေရာမှာတုံးထားတဲ့အတန်နဲ့ချိန်လုံးဆိုင်ရာစကားလုံးတွေပဲဖြစ်ပါတယ်ဒီသုံးလုံးတွေကိုရှင်းပြရမယ်ဆိုရင်ပထမဆုံးဒီသုံးလုံးတွေကိုရှင်းပြရမယ်ဆိုရင်ပထမဆုံး retroad rain ကနေစလိုက်ကြရအောင်ဒါကတော့အတိတ်ကအဖြစ်အပျက်တွေရဲ့ပုံရင်းအောင်တွေကိုပြန်ပြနိုင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးတာမန်မိုးရွာတာနဲ့တူပေမဲ့မိုးဆက်တွေကကဘာမြေဆွဲအားကိုစန့်ကျင်ပြီးအပေါ်ကိုပြန်တက်သွားတာဖြစ်လို့အောက်မှာရှိတဲ့တက်ရှိတွေကိုဝေဝေဝါဝါဖြစ်စေတတ်ပါတယ်ဒီ retroad rain ရဲ့ပထမဆုံးမှတ်တမ်းတင်ထားတဲ့တမိုင်းဝင်ဖြစ်ရကတော့အခု main story မစတင်ခင်3နှစ်အလိုမှာကလေးကစတင်ခဲ့တာဖြစ်ပါတယ် Tourette Rain မှာအဆင့်3ဆင့်ရှိပါတယ်ပထမအဆင့်ကတာမန်မိုးရွာတယ်လို့မျိုးရွာချလာပြီးဒုတိယအဆင့်မှာမိုးဆက်တွေကလေထဲမှာတင်ရုတ်တရက်ရပ်တန့်သွားကြပါတယ်ပြီးတော့တတိယအဆင့်မှာတော့မိုးဆက်တွေကကောင်းကင်ဘက်ကိုပြန်လည်ပြန်တက်သွားပြီးအဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့အတိတ်ကပုံရိပ်အဟောင်းတွေကိုပြန်လည်ပေါ်ထုတ်ပြသပါတော့တယ်နောက်ထပ်ဒုစရတဲ့ဖြစ်စဉ်တစ်ခုကတော့ Etheridge Sea ပါသူကတော့ကောင်းကင်ဘက်မှာပြောင်းပြန်လွင့်မျောနေတဲ့ပင်လယ်ပြင်ကြီးတစ်ခုလိုပေါ်လာတတ်တဲ့ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပါတယ်သူကပုံတင်မရှိပဲရုပ်တက်ပေါ်လာပြီးရောင်ရောင်ရဲ့ပြောပြချက်အရာ Etheridge Sea ပေါ်လာတဲ့အခါတိုင်း၎င်းရဲ့အောက်တက်မှာ Descent Field တွေဖြစ်လာလေရှိပါတယ်အဲ့ဒီ descent field တွေကတော့တကယ်အန္တရာယ်များတဲ့ဇုံတွေဖြစ်ပြီးကဘာပြက်ကပ်ပြီးဒီ limit တုံးကပေါ်လာခဲ့တဲ့ descent discord တွေမွေးဖွားရာအရက်ပဲဖြစ်ပါတယ် TTD ရဲ့ပုံတံကပုံပြက်ပန်းပြက်ကားတွေဝင်ပလွေတွေတောဝက်တွေမီးပွိုင်းတွေနောက်ဆုံးအပင်မျိုးစုံစီပုံစံမျိုးစုံကိုရှိကြတာပါဂိမ်းရဲ့ mechanic အရာဒီ TTD တွေကိုတက်လိုက်တဲ့အခါတူတူဟာ reverberation လို့ခေါ်တဲ့ဝိညာဉ်ပုံရိပ်ရောင်လေးတွေအဖြစ်ပြောင်းလဲသွားပြီးဒါကိုကျွန်တော်တို့ခါမှချိန်ထားတဲ့ဘူးတီပုံစံ terminal တွေနဲ့ sub view absorb လုပ်လို့ရပါတယ်ဆိုယူပြီးတော့တဲ့အခါအဲ့ဒီတတဝါတွေကို echo တွေအဖြစ်ပြန်လဲ sync summon ပြီးကိုစားတက်ခတ်ခိုင်းလို့ရပါတယ်ဒါကတော့ပုံစံတူချင်းပြောရရင် Pokemon Universe က trainer လေးပုံစံမျိုးပါပဲဒီတော့ကျွန်တော်အခုပြောခဲ့တဲ့ Retroad Rain Etheridge Sea နဲ့ Desert Field သုံးခုလုံးကိုစုပေါင်းပြီးတော့ Waveform Phenomena လို့ခေါ်ကြပါတယ်နောက်ဆုံးတစ်ခုကတော့ Remnant Energy ပါလွယ်ဆုံးပြောရရင်ဒီ limit ကပ်ပေကြီးအပြီးကြံရိပ်ခဲ့တဲ့စွမ်းရည်အကျွင်းကျန်တွေပေါ့ဥပမာ nuclear ပုံတစ်လုံးပောက်ကွဲသွားတဲ့အခါအဲ့ဒီနေရာမှာ radio တတိကြွဖုံဖုံတွေကြံခဲ့တယ်လို့မျိုးပါပဲဒီစွမ်းရည်ဟာကျွန်တော်ခုနကပြောခဲ့တဲ့အရာအလုံးအပြင် Solaris Tree တကဘာလုံးကိုပါဖွဲ့စည်းတည်ဆောက်လာတာဖြစ်ပါတယ်သူကမျက်စိနဲ့မမြင်ရသလိုထိတွေ့လို့လည်းမရပါဘူးဒါပေမဲ့တက်ရှိမှန်တဲ့များတိုင်းမှာရှိနေတတ်ပါတယ်ကဲဒါတွေအားလုံးနားထောင်ပြီးဆက်စချင်းမှာအသုံးလုံးတွေများလုံးလို့ခေါင်းရှုပ်သွားနိုင်ပြီမဲ့ weathering with ကဒီ technical term တွေကိုလူတိုင်းနားလည်လွယ်အောင်ကျွန်တော်အကောင်းဆုံးရှင်းပြပေးနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ကဲဒါဆိုရင်တော့ဟွာလောင်နိုင်ငံတော်ကြီးဘယ်ကစတင်ခဲ့လဲဆိုတာဆက်သွားလိုက်ကြရအောင်ဟွာလောင်ဟာ Solar Stream မှာရှိတဲ့နိုင်ငံကြီး6နိုင်ငံတွေကပထမအဆုံးနိုင်ငံဖြစ်ပြီးကျန်တဲ့နိုင်ငံတွေကတော့ Renasita နဲ့ New Federation တို့ပဲဖြစ်ပါတယ်ဒါဆိုဟွာလောင်ကဘယ်တော့မှစတင်တည်ထောင်ခဲ့ရလဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလူသားတွေမြေပြင်ပြန်တက်ပြီးလို့အဖွဲ့အစည်းကိုပြန်လည်တည်ဆောက်နေတဲ့အချိန်မှာပဲ Cloris ရဲ့ကျူးကျော်မှုနဲ့အတူပထမအဆုံး Trinodian War ဆိုတဲ့နောက်ထပ်ဆိုးရွားတဲ့ကပ်ပေကြီးတစ်ခုဆက်ရောက်လာပြန်ပါတယ်မပြောခင် Trinodian ဆိုတာပါလဲစကလုံးရဲ့အရင်မြစ်က Trinodi ကနေစလာတာဖြစ်ပြီးတေဆုံးသွားသူတွေအတွက်ပူဆွေးတန်းထားတဲ့ညီးတွားတဲ့တခြင်းလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ရဲ့ချစ်တော်ရရင်ကတော့ Trinodian အကြောင်းပြောရမယ်ဆိုရင်ပြောစရာအများကြီးပဲလို့ဆိုပါတယ်ဒီ Trinodian တွေကပထမအဆုံး limit ကပ်ပေတော့ကပေါ်လာခဲ့တဲ့အစောပိုင်းတားရဲတွေဖြစ်ပြီးတာမန်ရန်သူတွေမဟုတ်ပါဘူးသူတို့ကဇလိုင်းရဲ့ final boss တွေဖြစ်ပြီးလူသားတွေရဲ့ကြောက်ရွံ့မှုနဲ့တောကားတွေကိုစားပြုတဲ့တကယ့်ကိုကြီးမားထွားချိုင်းပြီးအစွမ်းထက်တဲ့တတဝကြီးတွေပါပဲပြောရမယ်ဆိုရင်ဂျီဂျူစုခိုင်ဆန်တွေက crossfit တွေလို့ဖြစ်ပါတယ်ဂိမ်းရဲ့ပထမဆုံးအတဲမှာဖော်ပြချက်အရလူသားတွေနဲ့ Trinodian တွေရာစုနှစ်ပေါင်းများစွာအစ်စ်ပစ်လာခဲ့ကြတာပါဘာလို့လဲဆိုတော့တေဆုံးသွားရင်လည်းအချိန်တန်ရင်ပြန်လဲရှင်တန်ထိုင်မြောက်တတ်တာမလို့ Trinodian တွေကိုလုံးဝအပြတ်တက်တက်ပစ်ဖို့ကမဖြစ်နိုင်လို့ပါပဲတိုင်းပြည်တစ်ခုစီမှာမတူညီတဲ့ Trinodian တွေရှိကြပြီးဟွန်လောင်မှာတော့ Overtaris လို့ခေါ်ပြီး Renasita မှာတော့ Leviathan လို့ခေါ်ကြပါတယ် Close Peter 1ရဲ့ Lord ချိုအရဟွန်လောင်နိုင်ငံဟာဒီ Trinodian 1ရဲ့အစောပိုင်းနှစ်တွေမှာတည်ထောင်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီတုန်းကလူသားတွေက Overtaris နဲ့သူ့ရဲ့လက်ပါစီတွေပြကြတဲ့ Clownless တို့ကိုရှင်ပြန်တိုက်ခဲ့ကြရတာပါဒါပေမဲ့စစ်ပွဲမှာလူသားတွေဘက်ကအကြဆုံးရဲများပြီးရှုံးနေလူနီးပါဖြစ်ခဲ့ရပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်တစ်ခုမှာတော့တင်းငယ်တဲ့စူးစမ်းလေးလိုက်အဖွဲ့တစ်ဖွဲ့ဟာရှင်းအောင်အပျက်စီးတွေကြားထဲမှာအိပ်ပျော်နေတဲ့နဂါးတစ်ကောင်ကိုမမျှော်လင့်ပဲရှာတွေ့ခဲ့ကြပါတယ်အဲ့ဒီနဂါးကတော့တခြားသူမဟုတ်ပါဘူးတရုတ်နဂါးပုံစံရှိတဲ့ကျွဲပဲဖြစ်ပါတယ်အဲ့ဒီအဖွဲ့ဟာသူကိကခေါင်းဆောင်တွေကိုချက်ချင်းတင်းပို့ခဲ့ပြီးကျွဲနဲ့တွေ့ဆုံက Overtaris ကိုတိုက်ထုတ်ဖို့အတွက်အကူအညီတောင်းခံခဲ့ကြပါတယ်ကျွဲကသဘောတူပြီးလူသားတွေနဲ့မဟာမိတ်ဖွဲ့ခဲ့တာကြောင့်ပထမအဆုံး Trinodian War ကိုလူသားတွေဘက်ကအောင်မြင်မြင်နဲ့အနိုင်ရရှိခဲ့ပြီးနောက်ဆုံးမှာတော့ဟွန်လောင်နိုင်ငံတော်ကြီးကိုထူထောင်နိုင်ခဲ့ပါတော့တယ်ဂိမ်းထဲက quest
တွေ note တွေနဲ့ item description တွေမှာ textile ဆိုတဲ့စကားလုံးကိုသတိထားမိကြမှာပါဒီတွင်တဲ့ပစ္စည်းကတော့ Tenorian ဝါပြီးမှဟောင်းလောင်ပြည်သူတွေရှာဖွေတွေ့ရှိခဲ့တဲ့တန်ဖိုးရှိတဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်လူအဖွဲ့အစည်းတစ်ခုကိုတိစောက်ရတဲ့အခါလဲပတ်နိုင်မှုအတွက်အစားအစာကြီးဒါမှမဟုတ်စွမ်းရည်အရင်းမြစ်တစ်ခုရှိရပါတယ်ဟွာလုံဟာဒီ taxi တက်တွင်ထွက်ကြောက်တွေကိုရှာဖွေတွေ့ရှိခဲ့တဲ့အခါ၎င်းဟာအလွန်ဆွမ်းထက်တဲ့စွမ်းရည်အရင်းမြစ်အဖြစ်အသုံးပြုနိုင်မဲ့သိရှိသွားခဲ့ကြပါတယ်ဒါကြောင့်မလို့ဒီပစ္စည်းဟာဒီနိုင်ငံရဲ့စွမ်းအင်ဆိုင်ရာဒီတွေ့ဆန်းတဲ့မှုတွေအတွက်အဓိကတော့ချက်ဖြစ်လာခဲ့တာပေါ့လက်ရှိဟွာလုံမှာမြင်တွေ့နေရတဲ့နည်းပညာပစ္စည်းအလုံးဟာဒီ taxi တက်စွမ်းရည်နဲ့ပဲမောင်းနေကြတာပါဥပမာသူတို့ရဲ့လက်နက်တွေ torrent တွေနဲ့တင်ကားတွေလိုစစ်လက်နက်ပစ္စည်းတွေမှာသုံးကြပါတယ်ဒါအပြင် electronic ငွေကြေးအသစ်ဖန်တီးတာနဲ့ hologram ဆက်တွေစနစ်တွေမှာပါသုံးထားတာပါဒီလိုဒီတွေ့ဆန်းတဲ့မှုတွေကြောင့်ပဲဟွာလုံဟာ Tenorian တွေရဲ့နောက်ဆက်တွဲတိုက်ခတ်မှုတွေကိုကြံ့ကြံ့ခံနိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်ဒီ taxi တက်ကအရေးအတွက်ကိုလုံလောက်ပါမလားအော်ဘကောင်းတာကဟုတ်ကဲ့လုံလောက်ပါတယ်ဘာလို့လဲဆိုတော့ဟွာလုံပြည်တင်းမှာဒီ taxi တက်တိုက်တွေကမကုန်မခန်းနိုင်လောက်အောင်အများကြီးရှိနေလို့ပဲဖြစ်ပါတယ်ဒီပစ္စည်းတွေကအသုံးဝင်လာလို့နာတာကြောင့်ဟွာလုံဟာတခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေနဲ့ပြန်လည်လဲလှယ်ဖို့အတွက်တခြားနိုင်ငံတွေကို taxi တက်အဓိကတင်ပို့တဲ့ export နိုင်ငံကြီးဖြစ်လာခဲ့ပါတယ်တခြားနိုင်ငံတွေဖြစ်တဲ့ Renasita နဲ့ New Federation တို့ဆိုရင်ဒီ taxi တိုက်ပေါ်မှာအများကြီးမိကုန်နေကြရတာပါဒါကြောင့်မလို့မကြခင်မှာပဲဟွာလုံဟာ taxi တိုက်ရဲ့အဓိကကုန်တဲ့နိုင်ငံဖြစ်လာပြီးစီးပွားရေးအင်အားတောင့်တင်းတဲ့နိုင်ငံကြီးဖြစ်လာခဲ့ပါတယ်ဒါကိုဂိမ်းထဲမှာလဲဟွာလုံရဲ့တစိတ်ခတ်နေထားတဲ့ကုန်တင်တင်မောကြီးတွေစိတ်ကန်းတွေမှာအများကြီးစက်ကတ်ထားတာကိုအကျိုးဆိုရင် Racuna ရဲ့ကမ်းခြေတွေအထိတောင်တွေ့နိုင်ပါတယ်ဒါကြောင့်လဲဟွာလုံမှာ taxi တိုက်လက်နက်တွေကိုအများပြားတွေ့ရတာဖြစ်ပြီး Renasita ဘက်မှာတော့သူတို့က taxi တိုက်ကိုလက်နက်ထက် eco technology ဘိုင်းမှာပဲပို့ပြီးအာရုံစိုက်သုံးစွဲကြတာဖြစ်ပါတယ်ဒါဆိုရင်ကျန်တဲ့နိုင်ငံတွေကရောဘယ်လိုတိစောက်ခဲ့ကြတာလဲ New Federation ကနေစပြောရမယ်ဆိုရင်သူတို့တွေကဘယ်လို Tenorian မျိုးနဲ့ရင်ဆိုင်ခဲ့ကြရလဲစစ်ပွဲကိုဘယ်လိုကြော်ပြတ်ခဲ့ကြရလဲဆိုတာလောအရာသိမသိရသေးပါဘူးကျွန်တော်တို့တရားသလောက်ကတော့သူတို့ကနီးပညာတည်ပြဆန်းတဲ့မှုအပိုင်းမှာအရန်ကိုအဆင့်မြင့်ပြီးရွေချက်ကြီးတဲ့နိုင်ငံတစ်ခုဆိုတာပါပဲ Motefi ရဲ့ပြပြချက်ရဆိုရင် New Federation ကလူတွေကနီးပညာလူတက်မှုကိုပဲအစွန်းရောက်ကိုးကွယ်ပြီးတခြားဘာကူမှမမြင်နိုင်တော့တဲ့ကွန်ကြောင်တွေလို့ဖော်ပြထားပါတယ်အလွယ်ပြောရရင်မိမိတို့ရဲ့ဉာဏ်ပညာကိုအလွန်ကျွံယုံကြည်ကြတဲ့မောက်မာတဲ့အုပ်စုပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီနိုင်ငံကိုကိုယ်တိုင်မရောက်မချင်းတော့အပြေးအဝတိနိုင်အောင်မဟုတ်ပါဘူးနောက်ပြီး Renasita အကြောင်းကတော့တို့ရဲ့အစောပိုင်းဘိုးဘွားတွေကပင်လယ်ပြင်ကိုဖျက်တမ်းလာခဲ့တဲ့တအက်လို့ခေါ်တဲ့တင်မောအုပ်စုကြီးတွေကနေရောက်ရှိလာကြတာဖြစ်ပြီးမတူညီတဲ့လူမျိုးပေါင်းစုံစုပေါင်းပါဝင်လာကြတာလို့သိရပါတယ်သူတို့မူလာကဘဲကလည်းဒီကျွန်းစုတွေကိုဘဲကရှာတွေ့ခဲ့လဲဆိုတာကိုမပေါ်ပြထားပါဘူးဒါပေမဲ့အဲ့ဒီထဲမှာရေးပါတဲ့အဖွဲ့ဝင်တွေကတော့ Philasia မိသားစုဖြစ်ပြီးသူတို့ဟာ Racuna မြို့တော်ကြီးကိုတိစောက်ရမှာကူညီပေးခဲ့ကြပါတယ်သူတို့ဟာရေမော်ပင်တွေကနေပြင်းထန်တဲ့အစိတ်တောက်တွေကိုထုတ်လုပ်တဲ့အတတ်ပညာကြောင့်နာမည်ကြီးကြပြီးတစ်ချိန်က Racuna ရဲ့ဘာသာရေးကိုင်းခွဲတစ်ခုဖြစ်တဲ့ Order of the Deep ကိုအုပ်ချုပ်ခဲ့မှုတွေပါဒီ Racuna မျိုးကိုတိစောက်ပုံအကြောင်းကိုတော့ပို့ပြီးအသေးစိတ်ရှင်းပြခြင်းလို့ဗီဒီယိုတစ်ခုတည်တံ့ထပ်လုပ်ပေးတော့မှာမို့လို့အခုဗီဒီယိုမှာတော့ဟွာလုံနိုင်ငံတော်ကိုပဲအဓိကထားပြီးဆက်ပြောသွားကြရအောင်ပထမအဆုံးအနေနဲ့ဟွာလုံကိုတိုင်းဒေသကြီးနှစ်ခုနဲ့မြို့ကြီး9မြို့ခွဲခြားထားတဲ့ဆိုတာကိုမှတ်သားထားရပါမယ်အဲ့ဒီဒေတာကြီးတွေကတော့အင်းနာဟွာလုံနဲ့အောက်သားဟွာလုံတို့ပဲဖြစ်ကြပါတယ်မြို့တော်နဲ့ကျန်တဲ့မြို့9မြို့ကအသင်းပိုင်းမှာတည်ရှိပြီးအသစ်ဆုံးတိစောက်ထားတဲ့ကြံကျုံမြို့ကတော့အပြင်ဘက်အောက်သားဟွာလုံမှာတည်ရှိတာပါပထမအဦးဆုံး Tenorian ဝါအပြီးမှာဟွာလုံဟာအရှိန်အဟုန်နဲ့တိုးတက်နေပြီမဲ့တစ်ဖက်မှာလည်းတီတီတွေရဲ့အမြဲတမ်းတက်ခတ်ခြင်းကိုခံနေရပါတယ်ထို့အချိန်အရေးကြီးတဲ့အခိုက်အတန့်တစ်ခုမှာပဲ North for Barana မှာ Texan Field ကြီးတစ်ခုပေါ်လာပြီးအဲ့ဒီဒေတာတစ်ခုလုံးကိုဖျက်ဆီးပစ်ပါတော့တယ်အောက်သားဟွာလုံရဲ့ခံတပ်မှာရှိနေတဲ့တပ်ဖွဲ့တွေကအခြေအနေကိုထိမ့်သိမ့်ဖို့ချက်ချင်းရောက်လာခဲ့ကြပေမဲ့လနဲ့ချီတဲ့ပြင်းထန်တဲ့တိုက်ခတ်မှုတွေပြီးမှတော့စစ်တီအနေငယ်ပဲအသက်ရှင်ကျန်ရစ်ပါတော့တယ်ဒါကြောင့်သူတို့ဟာ Gorgeous Spinner ကိုစုခွာပြီးနောက်ဆုံးပိတ်အသက်လုတိုက်ပွဲဝင်ခဲ့ကြပါတယ်စစ်သားတွေကအာမလျှော့ပဲရဲပေါင်းများစွာတိုက်ခိုက်နေရင်းနဲ့နောက်ဆုံးမှာတော့အတွင်ပိုင်းအင်နာဟွာလုံကနေစစ်ကူတွေရောက်လာခဲ့ကြပါတော့တယ်ဒါပေမဲ့ TTOG ကလုံးဝအဆက်မပြတ်တိုးလာနေတာကြောင့်တစုံတစ်ယောက်ကဒီ blue တွေကိုအတွင်ပိုင်းနိုင်ငံတဲ့အထိဝင်ရောက်နိုင်အောင်နောက်ွယ်ကနေဥဆောင်လမ်းပြနေတယ်လို့ဖြစ်နေခဲ့တာပါတိုက်ပွဲအကြဆုံးများနေတဲ့အချိန်မှာပဲ Crownless တကောင်ရုတ်တရက်ပေါ်လာပြီးစစ်ပွဲရဲ့အခြေအနေကိုဖျက်ဆီးကစစ်တောက်အမြောက်များကိုမွန်းကျက်ပြီးတေဆုံးစေခဲ့ပါတယ်အခြေအနေဆိုးရွားနေပေမဲ့ဟွာလုံစစ်တပ်အားခံစစ်ကိုအတိခံထိန်းထားခဲ့ပြီးရန်သူတွေအတွင်ပိုင်းကိုမဝင်နိုင်အောင်မြေအောက်ဝင်ပေါက်ကိုဖောက်ခွဲဖျက်ဆီးဖို့အထိကိုဆုံးဖြတ်ခဲ့ပါတယ်သူတို့ပါအထဲမှာပိတ်မိပြီးတည်လာနိုင်မဲ့တည်ရနေပေါ့ဒါပေမဲ့ကံကောင်းကျင်တော့အချိန်မီပါပဲငကားကြီးကျွဲရာရွှေအောင်မျက်လုံးရှိတဲ့ resonator တယောက်နဲ့အတူကာကွယ်သူတွေကိုကူညီဖို့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီရွှေအောင်မျက်လုံးနဲ့လူကတော့ကျွန်တော်တို့ရဲ့ main select ကျွန်တော်တို့ရဲ့ main character select ဖြစ်တဲ့ rover သို့မဟုတ် first resonator ပဲဖြစ်ပါတယ်မကြခင်မှာပဲကျွဲနဲ့ rover တို့ဟာ clownless ကိုအောင်မြင်စွာနေနိုင်ခဲ့ပြီး TTOG ရဲ့ကျူးကျော်မှုကိုအဆုံးသတ်ပေးခဲ့ပါတယ်ဒီဖြစ်ရပြီးမှအင်နာဟွာလုံရဲ့ကောင်းဆောင်တွေကနေဆက်ခံတက်အဖြစ်တုံးနိုင်ဖို့အတွက်အောက်တာဟွာလုံမှာမြို့တစ်မြို့တည်ထောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်မြို့ရဲ့အမည်ကိုတော့ခန္ဓာတကားဝါလို့အတိတ်ပဲရတဲ့ကွမ်ချင်းဆိုတဲ့စကားလုံးကိုအဆွဲပြုပြီးငကားကြီးကျွဲနဲ့ဟွာလုံစစ်တပ်တို့ရဲ့ကြီးမြတ်တဲ့အောင်ပွဲကိုဂုဏ်ပြုတဲ့အနေနဲ့ကြံကျူးလို့အမည်ပေးခဲ့တာဖြစ်ပါတယ်ဒီမြို့ဟာဟွာလုံရဲ့အသစ်ဆုံးမြို့ဖြစ်လာပြီးကျွဲကတော့ဒီမြို့ရဲ့ sentinel အဆောင်အရှောက်ဖြစ်လာခဲ့ပါတယ်ကျွဲကဒါကိုဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပေမဲ့အတိတ်တည်ထောင်လိုက်တဲ့ကြံကျူးမြို့ကိုကိုယ်တိုင်ဝင်ရောက်စီမံအုပ်ချုပ်တာမျိုးမလုပ်ချင်ခဲ့ပါဘူးနိုင်ငံရေးနဲ့ဝေဝေးနေကျင်တာကြောင့်လူသားတွေကိုကိုပါတာကအုပ်ချုပ်နိုင်လိမ့်မယ်လို့ယုံကြည်ပြီးလွှဲအပ်ထားခဲ့တာပါဒီနေရာမှာ sentinel တွေနဲ့နတ်ဖျား god တွေရဲ့ကြွားချချက်ကလူတွေခဏခဏမတတ်ကြပါတယ်ရန်ရန်ရဲ့ရှင်း
င်းပြချက်အရ Centenary ဆိုတာလူသားယဉ်ကျေးမှု civilization တွေကိုစောင့်ရှောက်ပေးတဲ့အဆောင်အရှောက် guardian တွေနဲ့ပို့တူပါတယ်သူတို့ကမတည်နိုင်တဲ့တန်ရှိတယ်ဆိုပေမဲ့နှစ်ဖျားတွေလိုမျိုးအရာရာကိုဖန်တီးနိုင်တဲ့စွမ်းရည်မျိုးတော့မရှိကြပါဘူးပြီးတော့ဟွမ်လုံးကိုပြန်လဲတိဆောက်ရေးကာလတုန်းကကျွဲဟာသူမနားခုဖို့တင့်တော်တဲ့နေရာမတွေ့ခဲ့တာကြောင့်သူမပထမအဦးဆုံးတည်ရှိခဲ့တဲ့နင်းပုံးနေတဲ့တောင်တန်းဖြစ်တဲ့ Mount Fireman စီကိုပဲပြန်သွားခဲ့ပါတော့တယ်ဂုဏ်ယူစရာကောင်းတာကတော့ခုနှစ်မျိုးရှိတဲ့အတွက်မြို့တိုင်းမှာ Sentinel တစ်ကောင်စီရှိတယ်လို့ရန်ရန်ကဆိုပါတယ်ကျန်ကျိုးရဲ့ Sentinel ကငကားပုံစံရှိတဲ့ကျွဲဆိုရင်ကျန်တဲ့မျိုးတွေကကောဘယ်လိုဖြစ်မလဲ Version 1မဲ့သူရဲ့ Limited Event တုန်းက NPC တယောက်ရဲ့အဆိုအရဟွမ်လုံရဲ့ Sentinel တွေကတကောင်ဟာမြေခွေးပုံသဏ္ဍာန်ရှိပြီးရှင်းလို့ခေါ်ပါတယ်လူသားတွေနဲ့ဝေးဝေးနေတတ်တဲ့ကျွဲနဲ့မတူပဲရှင်းကတော့လူတွေနဲ့ရောနေရတာကိုကြိုက်ပြီးလူတွေရဲ့ကိစ္စမှာဝင်ပါရတာကိုသဘောကျတတ်ပါတယ်ဒီ Sentinel တွေအားလုံးကတရုတ်တနာရီလာတတဝါတွေကိုအခြေခံထားတာမို့လို့နောက်ထပ်မျိုးတွေကိုတွားရတဲ့အခါလိမ့်မယ်ဖီနစ်ဂျာဖြူဒါမှမဟုတ်ကီလင်ပုံသဏ္ဍာန်ရှိတဲ့ Sentinel တွေကိုမြင်တွေ့ရဖို့မျှော်လင့်နေပါတယ်ကဲနောက်တစ်ချက်ကတော့မျိုးတစ်မျိုးစီကိုအုပ်ချုပ်တဲ့ကောင်းဆောင်ကို Magistrate တို့မဟုတ် Dragon Lord လို့ခေါ်ပါတယ်ကြံကျိုးမှာတော့သူတို့ရဲ့ Magistrate ကိုငကားကြီးကျွဲကိုယ်တိုင်ရွေးချယ်ပေးလေးရှိပြီးအဲ့ဒီ Magistrate တာလည်းမျိုးရဲ့အရေးကြီးဆုံးနေရာတွေဖြစ်တဲ့ Grand Library ကိုဝင်ရောက်ခွင့်ရှိတာပါချိရှာရဲ့အဆိုအရအတိတ်က Magistrate တွေဟာသူတို့ရဲ့တာဝန်တွေကိုကောင်းကောင်းထမ်းဆောင်နိုင်ခဲ့ကြပေမဲ့ကျန်ကျိုးမျိုးတော်ကြီးခေါင်းဆောင်မဲ့ဖြစ်သွားခဲ့ရတဲ့နှစ်ပေါင်းများစွာလည်းရှိခဲ့ပူပါတယ်အဲ့ဒီတုန်းကကျွဲဟာအိပ်ပျော်နေခဲ့တာဖြစ်ပြီးဖြစ်နိုင်တာကတော့ရှေ့က Clownless နဲ့တိုက်ပွဲတုန်းကရခဲ့တဲ့တန်ရာတွေကြောင့်ကုတရင်အိပ်ပျော်နေခဲ့တာဖြစ်နိုင်ပါတယ်ဒီလိုခေါင်းဆောင်မဲ့ဖြစ်နေတဲ့အချိန်မှာပဲကျန်ကျိုးမှာ Nova Fair လို့ခေါ်တဲ့ပြင်းထန်တဲ့ကာယောဂါဆိုကြီးဖြစ်ပွားခဲ့ပြီးလူပေါင်းရာနဲ့ချီတေဆုံးကရွာတွေအများကြီးဆွန့်ပစ်ခဲ့ရပါတယ်ဒီအခြေအနေတွေဒီလောက်ဆိုးရွားနေတဲ့ကြားတွေက Overtax နဲ့ TT စစ်တပ်ကြီးက Norfolk Baron မှာထပ်ပြီးပေါ်ပေါက်လာခဲ့ပြီးကြီးမားတဲ့တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပြန်ပါတယ်ဒါကတော့တမိုင်းမှာ Battle Benedict Crescent လို့ခေါ်ပြီးထိုခေတ်ကအထွေထွေစစ်တင်နာပတိ General ဖြစ်တဲ့ Geshelin ဟာသူ့ရဲ့စစ်တပ်ကို Overtax ကိုအစိုးရအတင်းထိုးစစ်ဆင်ခဲ့တာကြောင့်စစ်သားပေါင်းများစွာအသက်ပြောက်ခဲ့ကြရပါတယ်အဲ့ဒီလိုရှုံးနိမ့်ခဲ့ပြီး၃နှစ်ကြာမှတော့ငကားကြီးကျွဲဟာအိတ်ဆက်ချင်းကနေပြန်လည်နှုတ်ထွက်လာခဲ့ပြီးကျန်ကျိုးအတွက် Magistrate အတစ်တယောက်ကိုခန့်အပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီလူကတော့ထူးထူးခြားခြားအသက်မပြည့်သေးတဲ့မိန်းကလေးငယ်လေးကျင်ရှိပဲဖြစ်ပါတယ်ကျွဲအနေနဲ့အခုလိုဆယ်ကျော်တက်မိန်းကလေးတယောက်ကိုရွေးချယ်ခဲ့တာဟာကျန်ကျိုးတမိုင်းတစ်လျှောက်မှာတစ်ခါမှမရှိခဲ့ဘူးတဲ့ဖြစ်ရပါဒါကြောင့်မလို့သူမဟာကျွဲရဲ့ resonator တယောက်ဖြစ်လာပြီးမြို့ကိုအုပ်ချုပ်မဲ့ Magistrate စွမ်းအင်တွေကိုရယူတော့မယ်ဆိုတာသိလိုက်ရတဲ့အခါပြည်သူတွေအကုန်လုံးအံ့ဩသွားခဲ့ကြရပါတယ်ဒီလောက်ကြီးမားတဲ့အာဏာကိုရတာကံကောင်းတယ်လို့ထင်ရပေမဲ့ကျင်ရှိအတွက်ကတော့ဒါဟာကြီးမားတဲ့ဝန်ထုတ်ဝန်မှုကြီးဖြစ်ခဲ့တာပါဆယ်ကျော်တက်အရွယ်နဲ့မြို့တစ်မြို့လုံးကိုဥဆောင်ရတဲ့တကယ်ကိုမလွယ်ကူတဲ့ကိစ္စမလို့ပါဒါပေမဲ့သူမရဲ့ဆရာဖြစ်တဲ့ချောင်ကြီးရဲ့အကူအညီကြောင့်ကျင်ရှိယာမြို့ရဲ့ခံစစ်တွေကိုအဆင့်မြင့်တင်နိုင်ခဲ့ပါတယ်တက်စစ်တိုက်နီးပညာလက်နက်တွေကိုပုံမအာရုံစိုက်လာခဲ့ပြီးကြံကျူးမျိုးကို Nova Fair ကယောဂနဲ့ပတ်သက် Benedict Crescent ရဲ့ရှုံးနေမှုတန်တွေကနေအမြန်ဆုံးနလန်ထူလာနိုင်အောင်စောင့်ဆောင်နိုင်ခဲ့လို့မြို့ကြီးဟာပြန်လဲလုံခြုံပေးကင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Midnight Ranger စစ်တပ်ရဲ့ General အတစ်ဖြစ်တဲ့ဂျီလန်ကိုခန့်အပ်ခဲ့ပြီးသူဟာအရင် General Geshelin ရဲ့အမားတွေကိုတင်ကန်းစာယူကကြံကျိုးရဲ့နေဆက်တွေကိုအကောင်းဆုံးကာကွယ်ဆောင်ရှောက်နိုင်ခဲ့ပါတယ် Nova Fair ကယောဂအကြောင်းကိုပြန်ကောက်အောင်မယ်ဆိုရင်အဲ့တုန်းက Husu Academy ရဲ့ခွဲတန်းတစ်ခုကနေကာကွယ်ဆေးတစ်ခုကိုတည်ထွင်နိုင်ခဲ့ပြီးအဲ့ဒီဆေးကိုတကြားလုံးကန်ဒီပုံစံမျိုးနဲ့ဖြန့်ဝေခဲ့တာဖြစ်ပါတယ်အဲ့ဒီတကြားလုံးကတော့ဂိမ်းစမှာဂျီရှီကကျွန်တော်တို့ကိုပေးခဲ့တဲ့တကြားလုံးလေးပဲဖြစ်ပါတယ်ဒီကာကွယ်ဆေးကိုပထမအဦးဆုံးစမ်းသပ်ခဲ့တဲ့လူနာကတော့အသက်9လသားအရွယ်ပဲရှိသေးတယ်ရှန်ဟီလောင်ဆိုတဲ့ကလေးငယ်လေးပဲဖြစ်ပါတယ်ဒါကိုဟူဆုအကယ်မီတဲကမတတ်မဲ့ရာတွေကိုဖတ်ကြည့်လို့ရပါတယ်ရှန်ဟီယောင်ကိုမပိုင်ဆိုင်ထားတဲ့လူတွေဒါမှမဟုတ်ရေပွားရှင်ဝမ်ပိုက်တူတော့က free ပေးတာကိုလွတ်သွားတဲ့လူတွေအတွက်သူ့ရဲ့ best story ကိုပြောပြရရင်သူ့ရဲ့မိဘနှစ်ပါးစလုံးကကြံကျူးမှနာမည်ကြီးတဲ့ပုံကိုယ်တွေပါသူ့ဖေကတကယ်ကိုထက်မြက်တဲ့တိတ်ပတ်မညာရှိဖြစ်ပြီးသူ့အမေကတော့ကာကွယ်ဆေးကိုဖန်တီးရမှာအကြီးအကျယ်ကူညီပေးခဲ့တဲ့ဆရာဝန်ပဲဖြစ်ပါတယ်အရေးပေါ်အချိန်မှာရှန်လီယောင်ရဲ့မိသားစုကသူ့ရဲ့တာအရင်ကိုပဲကာကွယ်ဆေးအတွက်ပထမအဦးဆုံးစံတက်ခံဖြစ်မဖြစ်မနေအသုံးပြုခဲ့ရတာဖြစ်ပြီးကံကောင်းစွာနဲ့ပဲဆေးကအောင်မြင်ခဲ့ပြီး Nova Fair ယောဂရဲ့တက်ရောက်မှုတွေကိုနှိမ်နင်းပေးနိုင်ခဲ့ပါတယ်ဒီလိုနဲ့ကြံကျူးရဲ့အခြေအနေတွေပြန်လည်ညီညွတ်သွားပြီးနှစ်ငယ်ကြာတဲ့အခါမှာတော့ဟွမ်လုံးသမိုင်းစာအုပ်ထဲမှာပါခဲ့တဲ့ရွှေရောင်မျက်လုံးနဲ့ရုပ်ဝက်ဆံပြတဲ့ Resonator ဟာသူပထမအဦးဆုံးပေါ်လာခဲ့မှုတဲ့နေရာဖြစ်တဲ့ Gorgeous Osprey မှာပဲထပ်မံပေါ်ပေါက်လာပါတော့တယ်ကောင်းစွာနဲ့ပဲကင်းလင်းနေတဲ့ Outrider မော်လေးရန်ရန်ကသူ့ကိုလက်မြင်လိုက်ရကနေကျွန်တော်တို့ရဲ့ Weather Wave ဇလန်ကြီးစတင်ခဲ့လာတာပဲဖြစ်ပါတော့တယ်ကဲဒီလောက်ဆိုရင်တော့ Solaric ကဘာကြီးနဲ့ဟွမ်လုံးနိုင်ငံတော်ရဲ့အစပြုပုံတမိုင်းကြောင်းအားလုံးရှင်းရှင်းလင်းလင်းသဘောပေါက်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကြံကျူးမျိုးထဲမှာရှိတဲ့မတူညီတဲ့အဖွဲ့အစည်း function တွေအကြောင်းကိုဆက်ပြီးလာကြည့်လိုက်ကြရအောင်ပထမအောင်ဆုံးမျိုးထဲမှာရှိတဲ့ Husu Academy ကနေစလိုက်ရအောင်သူတို့ကတော့ textile လက်နက်တွေဇီဝဗေဒနဲ့ Texan Discord ရဲ့ခန္ဓာဗေဒ anatomy ကိုတည်တည်ကြကြသူတင်တာပြုတဲ့ဟွမ်လုံးရဲ့သူတည်တနာအဖွဲ့ခွဲတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ map ဖွင့်ရင်တုံးတဲ့ resonator nexus တွေကိုပထမအောင်ဆုံးတည်တွင်ခဲ့တာလည်းသူတို့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ nexus တွေကလူတစ်ယောက်ရဲ့ Pengu terminal နဲ့ချိတ်ဆက်ပြီး၎င်းရဲ့တည်နေရာ coordinate တွေကိုရှာဖွေပြီးလို့ပါပဲပထမအောင်ဆုံး nexus ကိုတော့ကြံကျူးမှရှိတဲ့သူတို့ရဲ့အဖွဲ့ခွဲရုံးခန်းထဲမှာတွေ့နေပါတယ်ကျွန်တော်တို့တည်ကြတဲ့ model v ပိုင်ဂျီနဲ့ရှန်လီယောင်တို့လို character တွေကလည်းဒီ Husu Academy ဖွဲ့စည်းကပဲဖြစ်ကြပါတယ်ကဲနောက်တစ်ဖွဲ့ကတော့ Lolo Logistic ပါနာမည်အတိုင်းပဲသူတို့ကနိုင်ငံကြီး6နိုင်ငံစလုံးမှာပစ္စည်းတွေကိုခြေလျင်လျှောက်ပြီးပို့ဆောင်ပေးရတဲ့ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုပါဒီ
ဒီ game က Death Stranding ကိုအခြေခံထားတာမို့လို့ခူရိုဟာဒီအဖွဲ့ကို game တွေက reference အနေနဲ့ထည့်ထားတာလို့ကျွန်တော်ခန်းစားရပါတယ်။ဝါလုံးတစ်ခွင်မှာဖြူအောင်နဲ့ရွှေအောင်ကုန်တစ်တာတွေကိုတည်ပြီးတွာလာနေတဲ့သူတို့ရဲ့ကုန်တွေကိုခဏခဏတွေ့နိုင်ပါတယ်။ဒါပေမဲ့ဘာလို့တည်ယူပို့ဆောင်ရေးအတွက်ကားတွေရဟတ်ရင်တွေမသုံးကြတာလဲ။အဖြေကတော့ဝါလုံးမှာရှိတဲ့လမ်းများစုကတက်ဆက်ဖေးတွေရဲ့ပုံမှန်မဟုတ်တဲ့တိစောက်ပုံတွေကြောင့်ခဏခဏပိတ်ဆို့နေတယ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ချင်းလင်းသွားတာကမှပိုပြီးဘေးကင်းပါသေးတယ်။အခုချိန်ထိတော့ဒီအဖွဲ့တွေကနေ playable character အဖြစ်ထပ်ထားတာဆိုလို့လူမီတယောက်ပဲရှိပါသေးတယ်။နောက်တစ်ဖွဲ့ကတော့ Public Security Bureau ဖြစ်ပြီးရာဇဝတ်မှုတွေကိုစုံစမ်းစစ်ဆေးကတရားဥပဒေစိုးမိုးရေးကိုတာဝန်ယူရတဲ့ကြံကြိုးရဲ့အစိုးရအဖွဲ့ခွဲဖြစ်ပါတယ်။ကျက်ကြီးရဲ့ story quest ကိုဆော့ဖွင့်ရင်တိမှာပါသူတို့တွေဟာပကြီးအတူအယောင်းဝယ်ဖြစ်မှုကိုလိုက်လံနေနှင်းပြီးတရားခံကိုဖမ်းဆီးခဲ့ကြတာပါကောင်းလို့တဲ့အချုပ်ကတော့ NPC ကြီးရှင်တို့ရီလင်တို့လိုမျိုးလျှို့ဝှက် undercover agent အနေနဲ့ Mission Impossible style spy အလုပ်တွေကိုလုပ်ကြပါတယ်လက်ရှိဒီအဖွဲ့ကနေထွက်လာတဲ့ character တွေကတော့ရီလင်းနဲ့ချီရှာတို့ပဲဖြစ်ပါတယ်ချီရှာရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ lorry ကိုမျှဝေရမယ်ဆိုရင်သူမရဲ့ငင်းနေမဲ့အရင်ကတကယ်တော့ Marshall လို့ခေါ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Center Plain အလဲပိုင်းလူမီဒေတာကနေကြမ်းကြုတ်မျိုးကိုပြောင်းရွှေ့လာခဲ့တာပါတရက်မှာတော့ချီရှာဟာ Public Security Bureau ကအရာရှိတယောက်ရဲ့ကတင်ချင်းကိုခံခဲ့ရပူပြီးအဲ့ဒီလူကတော့ရင်းလင်းဖြစ်နေခဲ့တာပါဒါကိုအားချပြီးချီရှာနောက်ပိုင်းမှာအဲ့ဒီဌာနတွေကိုဝင်ဖို့တေချာလေးကျင့်ခဲ့ပြီးလက်ရှိမှာတော့ကြမ်းကြုတ်ရဲ့ patroller ကင်းလက်အရာရှိရာတို့ကိုရရှိထားတာဖြစ်ပါတယ်ဆက်ပြီးတော့ Pioneer Association အကြောင်းကိုတွားရအောင်ဂန်ရှင်တွေက adventure game လိုမျိုးပါပဲသူတို့ကလည်းစူးစမ်းလေးလာရေးရဲ့ဘိုးကျမဖြစ်ပြီးစူလက်တွေထုတ်ပေးရနေရပေါ့စိတ်ဝင်စားဖို့ကောင်းတာကဒီအဖွဲ့ကိုကဘာပြက်ကပ်ပြီးဒီ limit မဖြစ်ခင်ကတည်းကဒီတောင်ခဲ့တာဖြစ်ပြီးမူလနာမည်က UGS Universal Geographic Society လို့ခေါ်ပါတယ်NPC ဆိုရီရဲ့ပြောဆိုချက်အရအတင်းကြီးထဲမှာအဆင့်မြင့်ဆုံးတရားဖြစ်တဲ့ icebreaker ဆိုတာရှိပါတယ်။အဲ့ဒီ icebreaker တွေကရေခဲမြစ်တွေမိတောင်တွေကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်နာမည်ကြီးကြသလိုတမှုကြီးပြီးအစွမ်းတက်တဲ့ Distant Discord တွေကိုပထမအဦးဆုံးမြင်တွေ့ခဲ့ရသူတွေလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာဒီ icebreaker အဖွဲ့ဝင်တွေက character တယောက်လောက်ပါလာရင်တော်တော်လေးမိုက်ပါပါ။လက်ရှိမှာတော့ဒီအဖွဲ့တွေကဆိုလို့ Berina တယောက်ပဲရှိပါသေးတယ်။ကဲ Midnight Ranger အဖွဲ့အကြောင်းကိုပြောရရင်တော့သူတို့ကအဖွဲ့ခွဲတွေရှိပါတယ်။ရှေ့တန်းမှာတက်ခဲ့ရတဲ့ Vanguard ရိတ်ခါနဲ့ပစ္စည်းတွေကိုစီမံရတဲ့ Logistics Support တိတော့အဖွဲ့တွေဖြစ်တဲ့ Outrider နဲ့မြို့ထဲမှာအဆောင်တောင်းရင်ယူရတဲ့ rear guard ဆိုပြီးရှိကြတာပါလက်ရှိ Midnight Ranger ရဲ့ Attorney General ကတော့ GM ဖြစ်ပြီးရန်ကတော့ Outrider တယောက်ပေါ့ Dungeon ကတော့သူမပါတာတယောက်တည်းတိတက်လှုပ်ရှားပြီးတည်င်းချက်လက်တွေရှာဖွေပေးတတ်တာမို့လို့သူမကိုလည်း Outrider တယောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးအနေနဲ့ Count of 7 Day အကြောင်းကိုပြောကြရအောင်သူတို့ကတော့ဟွာလုံဓမ္မမို့တခြားနိုင်ငံတွေနဲ့လုံးဝမပတ်သက်တဲ့တိတက်တိတ်မတူတည်တနာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်သူတို့ကစံပြပြီးသူစမ်းတဲ့စံတက်မှုတွေကိုလုပ်လို့ရှိပြီးစစ်ပစ္စည်းမျိုးကိုပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့စူးစီးတိစောက်တဲ့ Automata Mechanic အပိုင်းကိုအဓိကသူတည်တနာပြုကြတာပါဒါကိုနောက်ဆုံးမှဆက်ချုပ်ရင်ပြီးသူတို့ကိုပါပြန်တက်ပစ်ခဲ့တဲ့ Mash Abomination Boss ကြီးကိုကြည့်ရင်သိနိုင်ပါတယ်ဒီအဖွဲ့ကအဖွဲ့အများစုက Ritual Ring ကိုအမြဲတမ်းလေ့လာကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အတိတ်ကအမတ်တရားဟောင်းတွေကိုပြန်လည်ခန်းစားရတာကိုအစွဲလန်းကြီးဆွဲလန်းနေကြလို့ပဲဖြစ်ပါတယ်ရှင်းလီရဲ့ story ကိုဖတ်ကြည့်တဲ့အခါသူ့ရဲ့အဖေကဒီအဖွဲ့ကတကယ်ကိုထူးချွန်တတ်မြတ်တဲ့ Paramission တယောက်ဖြစ်ခဲ့ပူပါတယ်ကျွန်တော်တို့ဟွာလုံကိုမရောက်ခင်နှစ်ရက်လိုတုန်းကရှင်းလီရောသူ့အဖေရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ကိစ္စကိုစုံစမ်းဖို့အတွက်ဒီ Count of 7DC ကိုတွားခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီဆွန့်ပစ်ထားတဲ့သူ့ဒေသနာစင်တာကိုရောက်တဲ့အခါဟွာလုံမှာတော့မရှိသေးတဲ့အစင်းပြစ်နည်းပညာတွေကိုသူတွေ့ခဲ့ရတာပါဒါပေမဲ့အတဲကိုပိုနက်နက်ရှိုင်ရှိုင်စူးစမ်းမိရင်နဲ့ထောင်ချောက်တစ်ခုမိသွားခဲ့ပြီးသူ့ရဲ့လက်တစ်ဖက်ကိုဖျက်တော့ပစ်လိုက်ရပါတယ်ကြံကျူးမျိုးကိုပြန်ရောက်တဲ့အခါသူ့လက်ကိုအခုမြင်ရတဲ့ဆက်လက်သူ Processed Arm နဲ့အစားထိုးလိုက်တာဖြစ်ပါတယ်လက်ရှိမှာတော့ဒီအဖွဲ့နဲ့ပတ်သက်တဲ့ playable character မရှိသေးပါဘူးကဲဒါကတော့ကျွန်တော်ရဲ့ Weathering Whip ရဲ့အခြေခံ law တမိုင်းအကြောင်းဗီဒီယိုလေးဒီမှာပဲခေတ္တခဏရနာလိုက်ပါရစေနောက်ထပ်လည်း Rina Star နဲ့ Black Show အကြောင်းတွေကိုလည်းကျွန်တော်ဆက်ပြီးပြောပြပေးဦးမှာပါဒီဗီဒီယိုထွက်ဖို့အတွက်ကျွန်တော်ရခင်လုပ်နေတဲ့ recap ဗီဒီယိုတွေတော့ခဏရက်လိုက်ရပါတယ်ဘာလို့လဲဆိုတော့နေ့တိုင်းအလုပ်သွားရင်းနဲ့တစ်ဖက်က content လုပ်ရတာကြောင့်ချိန်စားတွေညှိနေရလို့ပို့ချသွားတာဖြစ်ပါတယ်ကျွန်တော် recap ဗီဒီယိုတွေကိုလည်းဆက်လုပ်ဖို့စီစဉ်ထားပါတယ်ပြင်မထားပါဘူး